ငါမေကုန်းလေးဖေမလို့နော်နည်းနည်းသင်ဝိုင်းပြောပေးနော် Spider-Man Brand New Day ဤပထမအဆုံးရုပ်ရှင်နမူနာကိုရုပ်ရှင်နမူနာဘယ်ဗီဒီယိုကစံချိန်တင်ခဲ့ပါတလဲဘာလဲဗျာတော့သိလားတမိုင်းတစ်ချောက်ကြည့်ရှုမှုအများဆုံးရုပ်ရှင်နမူနာဗီဒီယိုမှန်လိုက်တာဗျာဖလက်ကြီးတော်တယ်ဗျာနောက်တစ်ခုသွားလိုက်မယ် Spider-Man Brand New Day တွင်လူအများဆုံးအားလုံး၏အချစ်တော်ပင့်ကူလူသားကိုနောက်ဆုံးတွေ့မြင်ခဲ့ရပြီးနောက်ဇလန်းတဲတွင်အချိန်မီမှကြာသွားခဲ့မြင်ခဲ့တယ်လေဆိုတော့ဒါ၄နှစ်ဘာလို့လဲဆိုတော့ကျွန်တော်သိသလောက်ဆိုရင်ပီတာပါခါအနေနဲ့ကျွန်တော်တို့ထားပါတော့နော်နောက်ဆုံးပီတာအနေနဲ့ဒါကျွန်တော်တို့အဲ့မှာသူတငယ်ချင်းတွေကဒါတက္ကသိုလ်မှာဘာညာပေါ့ဗျာဘွဲတွေပါယူတဲ့အခမ်းအနားတွေပါလုပ်ပြီးွားဆိုစီဖြစ်လိမ့်မယ်မှန်တယ်ဗျာနောက်တစ်ခု Spider-Man Brand New Day တွင်ပီတာပါခါသည်မြည်သည့်စွမ်းအားအသစ်ကိုရရှိနိုင်ခဲ့သည်လေဟာယောရှယ်ဖောက်တို့ရှယ်ဖောက်ပေါ်တော့ကြားလား Spider-Man တဲ့ပီတာပါခါသည်တဲ့မြည်သည့်စွမ်းအားအသစ်ကိုရရှိခဲ့တဲ့နည်းတဲ့ငါထင်တယ်Spider-Man မင်းတို့ဘာလို့ထင်လဲငါတော့ तू ငါထင်တယ် तू အန်ဒီမင်နဲ့မင်းငါထင်တယ်အန်ဒီမင်နဲ့ဒါသူ့ရဲ့အချိန်တွေကို तू နောက်ပြန်သွားပြီးတော့ Spider-Man က तू ဆိုတာကိုသိအောင်ပြန်လုပ်ပြီးတော့ तू တငယ်ချင်းတွေရဲ့ဒါငါတို့သိရမလားအချိန်ကာလတွေကိုပြန်သွားမယ်ထင်တယ်အဲ့တော့ငါထင်တာကတော့ B ရုပ်ပိုင်းဆိုင်ရာမျိုးရိုးဗီဇပြောင်းလဲခြင်းဘာလို့လဲဆိုတော့အဲ့အချိန်မှာ Spider-Man ရဲ့ဗီဇပြောင်းလဲနေပြီဘာလို့ဆိုတော့လုံးဝမျက်တောက်ကြီးတွေမဲသွားပြီနောက်တစ်ခုရှောက်ပြောနေတာသိတယ်ဟာ Spider-Man Brand New Day တွင်ပီတာပါကာသည်သူ့ရဲ့စွမ်းအားများရဲ့ထိန်းချုပ်မှုကိုဆုံးရှုံးပြီးနောက်မည်သူထံတွင်အကူအညီတောင်းခဲ့တဲ့နည်းတဲ့ဟဲ့ဟိုဟာလေဟိုအစိမ်းရောင်ကဘာတူလဲအစိမ်းရောင်လေ ပန်ဒီဘုံကောင်လေပန်ဒီ အဲ့ ဘုံ ဖိုက်တာမဲအဖေလေ ပန်ဒီဘုံ ကခေါင်းကိုက်နေပါဆိုမှအဲ့ဒီမဖြစ်နိုင်ဘူးလားဟဲ့အဲ့ဒီမဖြစ်နိုင်ဘူးလား စပိုက်ဒါမဲအဖေလေက အဲ့ဒီမဖြစ်နိုင်ဘူးလားအဲ့ဒီမဖြစ်နိုင်ဘူးလားငါတို့နော်ငါတို့အဲ့ဒီမဖြစ်နိုင်ဘူးလား ဂျက်ရပါဂျက်ရပါ အန်ဂျီထင်တယ်ကွာကြာပါကွာစီပဲဖြေလိုက်ပါမယ်ဟုတ်တယ်မှန်တာပဲမင်းတော်လိုက်တာကွာ တီဗီတိုင်းအဲ့ပဲကြည့်ပြီးတိုင်းရှုပ်လို့ တီဗီသားကြီးလက်ကိုလားမင်းတိတာဗောကွာမင်းကလည်း Spider-Man ဆိုတာတကယ်တော့ အဖေအောင်လွှတ်ရ ACBC အဖေက ဖေးတာ